ဘောမှာစိတ်တဲ့ကြံခိုင်းတဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင်မင်းဒီအချက်တွေကိုလိုက်နာနိုင်မှရမယ်နံပါတ်1မင်းဝမ်းတဲ့ကြောင့်ဘသူ့မှထုတ်မပြနဲ့ဘာလို့ဆိုဘသူကမှတိုက်တဲ့ဂယုမဆိုင်လို့ပဲနံပါတ်2ဘသူ့မှမမီကိုနဲ့ဘာလို့ဆိုမင်းနားမှာရှိတဲ့ဘသူကမှတကယ်မယုံရလို့ပဲနံပါတ်3သဘောကောင်းပြီးဖြူစင်တဲ့ယုံငယ်လေးတိတ်လုံးမပြနဲ့ဘာလို့ဆိုမင်းအားနဲ့ချက်ကိုလူတွေတိသွားတဲ့တနေ့မင်းကိုအထက်စီးကနေအနိုင်ယူပြီးမင်းဘဝကိုဖျက်ဆီးပြလိမ့်မယ်နံပါတ်4ချစ်တယ်လို့ပြောရင်လည်းလွယ်မယုံနဲ့ဘာလို့ဆိုသစ္စာတရားဆိုဈေးကြီးတယ်ကွာအဲ့ဒီအရာကိုခက်ပေါ်လူတွေစီရလိမ့်မယ်လို့မဘတော့မှမထင်နဲ့နံပါတ်5လူတွေမင်းနဲ့ပတ်သက်ပြီးအထင်လွဲရင်လွဲပါစေအဲ့ဒါကိုပြန်ရှင်းပြနေစရာဘာအကြောင်းမှမရှိဘူးဘာလို့ဆိုအမှန်တရားကိုမင်းကိုယ်တိုင်သိထားလို့ပဲနံပါတ်6အရေးကြီးဆုံးတယောက်တည်းနေတဲ့အောင်နေနှစ်ယောက်အတူတူရှိနေပြီးပူလောင်နေရတဲ့ဆိုင်တယောက်တည်းနေရတာမပျော်ရွှင်ရရင်တော့မှHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ